စက်တင်ဘာ28ရက်နေ့ဘောလုံး online နှစ်ဆမောင်းကိုတင်ဆက်ပြီးတော့မယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်လက်ရှိပုံလေးကအတိုင်းကျွန်တော်6ပွဲတွဲထားတယ်ဒီနေ့ Super Sunday မှာကံမဲ့ဘောလုံးပွဲ6ပွဲကျွန်တော်တွဲထားတယ်ဒီပေါက်ကြီးတွေကအပြင်ဘယ်တိုင်းမှမရှိဘူးကျွန်တော်တို့ဒီ online မှာကိုကြိုက်တဲ့ကြီးနဲ့နိုင်ဖို့ရခိုင်လို့များတဲ့ကိုအတွက်နိုင်ဖို့ရခိုင်လို့များတဲ့ safe ဖြစ်မယ်ဆိုတဲ့ဘက်ကနေနေထားတဲ့ကြီးတွေဖြစ်တယ်ဆိုတော့ဒီ6ပွဲပေါင်းလိုက်တဲ့အခါမှာအစအနေနဲ့ဆိုရင်2.1ဆရတယ်ဥပမာကိုက1000လောက်နဲ့ဆိုရင်နိုင်ခဲ့ရင် total 2100အရင်အပါပြင်ရမှာဖြစ်ပါတယ်ဆိုတော့6ပွဲမှာကျွန်တော်ပေပွဲရွေးထားတယ်ဘလို့ကြီးတွေနဲ့ရွေးထားတယ်ဆိုတာကိုဒီဗီဒီယိုမှာတေချာလေးအသေးစိတ်ရှင်းပြပေးသွားမယ် live ဆော့ခြင်းတဲ့ညီကိုတွေရှိရဆိုရင်တချို့ကိုယ်တိုင်မလုပ်တတ်ဘူးကျွန်တော်ဒီလိုကျွန်တော်ဒီနေ့ဖန်တီးထားတဲ့နှစ်ဆမောင်း live ဆော့ခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဆက်သွယ်ပြီးနှစ်ဆမောင်းဆော့ခြင်းတယ်ဆိုပြီးတော့ကျွန်တော်ကို KP ဖြစ်ဖြစ် wave ဖြစ်ဖြစ်ငွေလွှဲလိုက်ကျွန်တော်ဘက်ကဆော့ပေးမယ်ကျွန်တော်ဘက်ကဆော့ပြီးတော့ဒီဆော့ထားတဲ့ဆိုတဲ့ screenshot ပေါ့လေပြည်စာအထောက်ထားကိုကျွန်တော်ဘက်ကပြန်ပို့ပေးပါတယ်ဆိုတော့အဲ့လိုကူညီပေးပါတယ်total နိုင်ခဲ့ရဆိုရင်ကျွန်တော်ဘက်ကဆော့ကကုညီကအကောင့်အနေနဲ့ total ငွေရဲ့900ခန့်နှုန်းသာအကောင့်အနေနဲ့ယူပါတယ်ဆိုတော့ကျွန်တော်ပွဲလေးတွေအကြောင်းကိုရှင်းပြတင်ဆက်ပေးသွားမယ်ဆိုတော့ဘောလုံးနှစ်ဆမောင်းကကျွန်တော်အကြိုက်ဆုံးပဲနိုင်ဖို့ရခိုင်နှုန်းတော်တော်လေးကိုများတယ်နိုင်ဖို့ရခိုင်နှုန်းများတဲ့ကြီးလေးနဲ့ကျွန်တော်တို့ယူထားတာပေါ့လေဆိုတော့ပထမဆုံးပွဲကနယူကာဆယ်နဲ့အာဆင်နယ်ပွဲဒီမှာဆိုရင်နယူကာဆယ်ကအာဆင်နယ်ကို2ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမှာကျွန်တော်ဆိုလိုချင်တာတော့ဗျာနယူကာဆယ်ကအာဆင်နယ်ကိုတလုံးအရှုံးပေးထားတဲ့ကြီးမျိုးကိုကျွန်တော်တို့ကအာဆင်နယ်ဘက်ကနေထားတာဆိုတော့ပထမဆုံးပွဲကကာဆယ်ကအာဆင်နယ်ကို2ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမယ်ဒုတိယပွဲဗလက်ကာနိုနဲ့စီဗီလာနဲ့ပွဲမှာဆိုကျွန်တော်ဂိုးအောက်၄လုံးအရှုံးနဲ့နေထားတယ်ဂိုးပေါင်းကြီး၄လုံးအရှုံးကိုကျွန်တော်တို့ဂိုးအောက်နေထားတယ်ပေါ့လေဆိုတော့ဗလက်ကာနိုနဲ့စီဗီလာနဲ့ပွဲမှာဆိုရင်တိုတယ်စုစုပေါင်း9ဂိုးထိသွားတယ်ဆိုမှကျွန်တော်တို့ကရှုံးမှာတတိယပွဲဖီလာနဲ့ဖူဟန်နဲ့ပွဲဒီမှာဆိုကျွန်တော်ကဖူဟန်ကဖီလာကိုတက်လုံးအရှုံးနဲ့ဘော်ဒီကြီးပေါ့နော်အဲ့လိုပေးတာကိုကျွန်တော်တို့ကအက်စတွန်ဗီလာဘက်ကနေထားတဲ့ပုံစံမျိုးဆိုတော့တတိယပွဲကဖူဟန်ကအက်စတွန်ဗီလာကို2ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမှာ၄ပွဲမြောက်ဖရိုင်းဘတ်နဲ့ဟော်ဖိုင်ပွဲကကျွန်တော်ဂိုးပေါ်နေထားတယ်တက်လုံးအရှုံးဆိုတဲ့ကြီးကိုကျွန်တော်ဂိုးပေါ်နေထားတာဆိုတော့ဖရိုင်းဘတ်နဲ့ဟော်ဖိုင်ပွဲကတိုတယ်စုစုပေါင်း2ဂိုးဆိုတာနဲ့ကျွန်တော်တို့ကနိုင်ပြီဘယ်ဘက်ကပဲကိုသွင်း၅ပွဲမြောက်ရိုမာနဲ့ဖီယိုနာပွဲဒီမှာဆိုရင်ကျွန်တော်တို့ကဖီယိုနာဘက်ကနေထားတယ်ရိုမာက3လုံးတည်ဆိုတဲ့ကြီးမျိုးပေးထားတာကိုကျွန်တော်တို့ကဖီယိုနာဘက်ကပြန်နေထားတာဆိုလိုချင်တာကရိုမာကဖီယိုနာကို၄ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေအထားမျိုးနောက်ဆုံးပွဲ6ပွဲမြောက်ဘာစီလိုနာနဲ့ရီယယ်ဆိုစီတက်ဒီမှာဆိုရင်ဘာစီလိုနာက3လုံးအရှုံးဆိုတဲ့ဘော်ဒီကြီးမျိုးပေးတာကိုကျွန်တော်တို့ကရီယယ်ဆိုစီတက်ဘက်ကနေနေထားတာဆိုတော့ဘာစီလိုနာကရီယယ်ဆိုစီတက်ကို၄ဂိုးအပြတ်နိုင်မှကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေအထားမျိုးဆိုတော့ဒါကမောင်းတွဲထားတယ်အဲ့ဒီ6ပွဲကိုကျွန်တော်အဲ့ဒီကြီးတွေနဲ့တွဲထားတယ်အဲ့ဒီ6ပွဲလုံးနိုင်ခဲ့တယ်ဆိုရင်လက်ရှိမှာ total off ပါနော်ဟိုအောင်ဆုံးမှာ2.1ရှိတယ်ဥပမာကိုက3သိန်းလောင်းနေဆိုရင်2သိန်း1000ပြင်ရမယ်အရင်မှာပါပြီးသားပေါ့လေဆိုတော့အမြတ်အနေနဲ့တီးတန်းကြည့်မယ်ဆိုရင်1.1စာမြတ်တယ်လို့ပြောလို့ရတယ်ဥပမာကိုက3သိန်းလောင်းရင်2သိန်း1000ပြင်ရတယ်ဆိုတော့အမြတ်က3သိန်း1000ထွက်တယ်ပုံမှန် body ပွဲတစ်ပွဲနေတော့ညီမျှတယ်ပေါ့လေဒါပေမဲ့ဒီကြီးတွေကဘယ်အပြင်ထိုင်ပါမှမရှိဘူး online မှာပဲရှိတယ်ကျွန်တော်ယူထားတဲ့ကြီးတွေကလည်းနိုင်ဖို့ရခိုင်တော့တော်တော်များတယ်80ရာခိုင်နှုန်းအထက်ရှိရလို့ပြောလို့ရတယ်တော်တော်လေးလည်း safe ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီလိုနှစ်ဆမောင်းကိုကိုယ်တိုင်မလုပ်တတ်ဘူး live ဆော့ချင်နေဆိုရင်ကျွန်တော်ရဲ့ Viber သို့မဟုတ် Telegram ဆက်သွယ်ပြီးနှစ်ဆမောင်းဒီနေ့စက်တင်ဘာ28ရက်နေ့မှာဖန်တီးထားတဲ့ဘောလုံးနှစ်ဆမောင်း live ဆော့ချင်နေဆိုပြီးတော့ကျွန်တော်ရဲ့ wave ဖြစ်ဖြစ် KB ဖြစ်ဖြစ်ငွေလွှဲလိုက်ငွေလွှဲပြီးတော့ရင်ကျွန်တော်ဘက်ကဆော့ပေးမယ်ဆော့ထားတဲ့တက်တဲ့အထောက်ထား screenshot ပြည်စာကိုကျွန်တော်ဘက်ကညီကိုတို့ကိုပြန်ပို့ပေးပါတယ်ဒါကကျွန်တော်ဟိုအရင်နှစ်တွေထက်ကလုပ်ဘူးတယ်လုပ်နေကြပါတော့ပုံမှန်ဒီ soft ပေးနေကြလူတွေလည်းကျွန်တော်ရှိတယ်ဆိုတော့ဒါကြောင့်မလို့တခုရှိတာကကျွန်တော်ဒီလိုနှစ်ဆမောင်းက soft ပေးရလူများတာကြောင့်မလို့အနည်းဆုံးမြန်မာငွေ9000ကျပ်9000ကျပ်ကစပြီးတော့ကျွန်တော် soft ပေးတယ်9000 3သိန်း2သိန်းကျိတ်တော့များလို့ရတယ်ပေါ့နော်ဆိုတော့အနည်းဆုံးကတော့9000ကျပ်ကစ soft ပေးပါတယ်ပုံမှန်ကျွန်တော်9000 1000ဘယ်လောက်ဖြစ်ဖြစ် soft ပေးရဆိုရင်လူအရန်များတာကြောင့်မလို့ကျွန်တော်ဘက်ကလည်းတခြားအလုပ်လေးနဲ့မနိုင်တာကြောင့်မလို့အနည်းဆုံးမြန်မာငွေ9000ကျပ်ကစားပြီးတော့ကျွန်တော် soft ပေးရဲ့ service ပေးပါတယ်ဒါကကျွန်တော်ကုညီပေးရဲ့လုပ်ပေးတယ်ညီကိုတို့ငွေလွှဲလိုက်တဲ့ငွေကိုကျွန်တော်ဘက်က unit ထည့်ပြီးတော့ soft ပေးတယ်ပြီးရင် soft ထားတဲ့ screenshot ပေးစားတယ်ညီကိုတွေတယောက်ချင်းစီကိုကျွန်တော်ပြန်ပို့ပေးပါတယ်ဆိုတော့ဒါကျွန်တော်ဘက်ကကုညီလက်ဆောင်ပေးတာဖြစ်တယ် light run ကြည့်ပါကျွန်တော်ကတော့ဘောလုံးနှစ်ဆမောင်းအကြိုက်ဆုံးပဲနိုင်ဖို့ရခိုင်တော့တော်တော်လေးများတယ်ဆိုတော့6ပွဲတွဲထားတယ်ကျွန်တော်တပွဲချင်းစီကိုလည်းဘလူးကြီးနဲ့ရွေးထားရဆိုတာမျိုးကိုရှင်းပြပေးသွားပါတယ်ဆိုတော့အားလုံးပဲနှစ်ဆမောင်းကြံကောင်းကြပါသည်ဗီဒီယိုလေးကိုလည်း like comment share လေးလုပ်ခဲ့ပေးပါ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါကျွန်တော်ပြီးတော့ပွဲချုပ်ခံမှဒီနေ့6ပွဲတင်ထားတယ်ဘောလုံးပွဲ body ပေါ့နော်ပွဲချုပ်ခံမှ6ပွဲအကြိုက်ကျွန်တော်တင်ပြထားပြီးတဲ့ဗီဒီယိုရှိတယ်အဲ့ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုလည်းသွားကြည့်ပါspecial choice VNB tip
member ဝင်နေတဲ့ညီကိုတွေဆိုရင်တညစာကို9000ကျပ်ဖြင့်ဒါ body ပေါ့နော် body ပွဲတွေ member ဝင်နေဆိုရင်တညစာကို9000ကျပ်တလစာဆိုရင်တော့ကျွန်တော်တို့ဒါအောက်တိုဘာလကုန်ထိကို9000ကျပ်နဲ့ member ဝင်လို့ရပါတယ် member ဝင်နေတာပဲဖြစ်ဖြစ်ဒီဘောလုံးနှစ်ဆမောင်းကိုစောကျင်တယ်စော်ပေးပါဆိုတဲ့ညီကိုတွေအတွက်ကျွန်တော် Viber သို့မဟုတ် Telegram ဆက်သွယ်ပေးပါအမှကျွန်တော်အမြဲ online ရှိပါတယ်ဆိုတော့အားလုံးပဲကံကောင်းပါစေ good luck ပါဗျ